ထမင်းချက်တဲ့အခါမှာပို့ပြီးတော့အထားခံအောင်ပို့ပြီးတော့ထမင်းလေးဤအောင်အတွက်ဘာတွေထည့်ရမလဲဆိုတာပြောပြပေးပါမယ်ဒါကတော့စံစည်းထားတဲ့ရေပါစံစည်းရေပါအပင်လေးလောက်မှုစံစည်းယူထားပါတယ်နောက်ပြီးတော့ထမင်းထဲကိုဘာထည့်လဲဆိုရင်စီလေးနည်းနည်းထည့်ပါတယ်စီရယ်ဗီနီဂါလေးနည်းနည်းရယ်ထည့်ပြီးတော့ချက်ပါတယ်ဒါဒီနေ့နေ့လယ်မှာချက်တာမနေ့ပြန်မနေ့နဲ့မနေ့ပြန်ညအထိပါခံမှာဖြစ်ပါတယ်အဲ့လိုစီလေးနဲ့ဗီနီဂါလေးနဲ့ထည့်ခြင်းအပြင်စံလေးကပို့ပြီးတော့ပြီးတော့ပို့ပြီးတော့စားလို့လည်းကောင်းပါတယ်အထားလည်းခံပါတယ်ရှင်ဗီနီဂါကတော့ဇီဘရာဟင်းခတ်စွန်းတစွန်းစာပေါ့နော်ဒါဆန်လေးလုံးခွဲတည်ထားတဲ့အတွက်အဲ့လောက်ထည့်ပါမယ်ကိုကကိုမှန်းပြီးတော့ထည့်လို့ရပါတယ်လက်ဖက်စားစွန်းတစွန်းလည်းထည့်လို့ရပါတယ်စီလေးကတော့လက်ဖက်စားစွန်းနဲ့တစွန်းစာလောက်ပေါ့နော်အဲ့လောက်ထည့်ထားပါတယ်ဒါဆိုရင်တော့ဒီနေ့နေ့လယ်မှာချက်တဲ့ထမင်းကမနေ့ပြန်မနေ့နဲ့မနေ့ပြန်ညအထိခံပါတယ်နော်စီလေးလည်းအများကြီးထည့်စရာမလိုပါဘူးအဲ့ဒါလေးဝေမျှပေးတာပါထမင်းလည်းမတိုးပါဘူးနော်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်